ဆွေကဒီဗီဒီယိုကြည့်နေတဲ့သူဆိုလို့ရှိရင်တော့ content creator တယောက်ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့သူပဲဖြစ်လိမ့်မယ်။အဲ့တော့ content creator တယောက်ဖြစ်ဖို့စူးစမ်းနေတဲ့သူဆိုလို့ရှိရင်အခုခေတ်မှာလျင်မြန်စွာပြောင်းလဲတိုးတက်နေတဲ့နည်းပညာတွေနဲ့လည်းကျမတို့ကစိတ်လို့မကြဘူး။ဒီနည်းပညာတွေလည်းကျမတို့ကအမိလိုက်ဖို့လိုတယ်ပေါ့နော်။အဲ့တော့ဒီနည်းပညာတွေကအချိန်နဲ့များပြောင်းလဲနေတဲ့အတွက်ကျမတို့ကဒီနည်းပညာတွေကိုအမိလိုက်နိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ကမြန်ဆက်ဆက်လေ့လာတတ်ဖို့အတွက်ကိုအဓိကကြပါတယ်။မြန်ဆက်ဆက်လေ့လာတတ်ဖို့အဓိကလိုအပ်ပါတယ်။နည်းပညာတွေကိုမြန်ဆက်ဆက်တက်မြောက်ဖို့ရအတွက်ချိတ်ကပ်တဲ့နေရာမှာအလေးတွေကျမတို့အသုံးပြုဖို့လိုတယ်ပေါ့နော်။အဲ့ဒါမှလည်းကျမတို့ကဒီနည်းပညာတွေနဲ့ပတ်သက်ပြီးတော့မြန်ဆက်ဆက်ကျမတို့လေ့လာသင်ယူနိုင်တာဖြစ်တယ်။ဥပမာဆိုပါစို့ကျမတို့က video editing နည်းလမ်းကိုကျမတို့သင်ယူနေဆိုပါစို့အဲ့လိုသင်ယူတဲ့အခါမှာကျမတို့ YouTube ကနေပြီးတော့ဆက်ပါမှာ video editing လို့ရိုက်ရှာလိုက်တာနဲ့ထောင်ပေါင်းများစွာသော edit video တွေအများကြီး tutorial video တွေအများကြီးကြာလာမှာဖြစ်တယ်။အဲ့တော့အဲ့ tutorial ကြာလာတဲ့ tutorial video တွေကိုကျမတို့ကအမြဲတမ်းကြည့်ရှုမယ်။အမြဲလေ့လာမယ်ပေါ့နော် tutorial video တွေကြည့်ကျမတို့ live ကြည့်ပြီးတော့လက်တွေ့လုပ်ဆောင်ခြင်းမရှိဘူးဆိုလို့ရှိရင်ကျမတို့က tutorial video တွေမလောက်ပဲကြည့်ပြီးတော့လေ့လာတာတကယ်လက်တွေ့လုပ်ဆောင်တဲ့အခါမှာ application နဲ့ဝင်လိုက်တာနဲ့ကျမတို့ဘယ်ကစပြီးတော့လုပ်ဆောင်မှမသိဘယ်ကစပြီးတော့ကျမတို့ tutorial ကိုပြန်ပြီးလုပ်ရမှမသိဘူးဖြစ်နေတယ်အဲ့တော့ကျမဒီ video လေးမှာနည်းလမ်းလေး၃ခုကိုမျှဝေသွားခြင်းတယ်အဲ့ဒီနည်းလမ်းလေးတွေကတကယ်အလုပ်ဖြစ်လားဆိုတော့တကယ်လို့ဖြစ်တယ်ကျမကိုယ်တိုင်အခုနည်းလမ်းလေးတွေနဲ့နည်းပညာတွေကိုကျမချက်ကပ်ပြီးတော့မြန်ဆက်ဆက်တက်ပြအောင်လေ့လာနေတယ်မိတ်ဆွေတို့လည်းနည်းပညာတွေကိုလေ့လာနေတယ်ဆိုလို့ရှိရင်နည်းပညာတွေကိုမြန်ဆက်ဆက်တက်မြောက်ဖို့ရအတွက်အခုကျမမျှဝေတဲ့နည်းလမ်းလေး၃ခုကိုသုံးကြည့်ပါမိတ်ဆွေတို့အတွက်အကျိုးတူရလိမ့်မယ်လို့ကျမကအာမခံပါတယ်အဲ့တော့ကျမတို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဦးဆုံးပြောချင်တဲ့နည်းလမ်းလေးကတော့ကျမတို့လိုချင်တဲ့ point ရနေစတင်မှာဆိုရင်နည်းလမ်းလေးဖြစ်ပါတယ်အဲ့တော့ဥပမာကိုကျမခက်ခက်နဲ့ပြမယ်ဆိုပါစို့အဲ့တော့ကျမတို့ကခက်ခက်သင်ခန်းစာတွေကိုကျွမ်းကနေပဲဖြစ်ဖြစ်သင်တန်းတက်ပြီးတော့ပဲဖြစ်ဖြစ်ကျမတို့လေ့လာမယ်အဲ့တော့ chapter 1ကနေပေါ့ဥပမာသင်တန်းတက်တယ်ဆိုရင် chapter 10အထိရှိမယ်ဆိုရင်ကျမတို့သင်တယ်1ကနေစပြီးတော့ကျမတို့10အထိသင်လိုက်တယ်သင်ပြီးတော့ကျမတို့တက်ပြန်ပြီးတော့လေ့ကျင့်မှုမရှိဘူးဆိုလို့ရှိရင်သင်တန်းပြီးဆုံးသွားပြီမဲ့လေ tutorial တွေကိုကျမတို့လေ့လာပြီမဲ့လေအချိန်ကုန်တာပဲအဖက်တင်ပြီးတော့ဘာမှတည်တည်ချာချာမတက်ရဘူးအဲဒါကြောင့်မို့လို့နည်းပညာတွေလေ့လာတဲ့အခါမှာမြန်ဆက်ဆက်တက်ချင်တယ်ဆိုလို့ရှိရင်ကျမတို့နည်းလမ်းလေးတွေကိုအသုံးပြုရလိမ့်မယ်အဲဒါကြောင့်မို့လို့ကျမတို့လိုချင်တဲ့အရာကိုသိရှိရမယ်ကျမတို့သင်ချင်တဲ့အရာကို focus ဖြတ်ပြီးတော့တည်တည်ချာချာလေ့လာရမယ်ခုနခက်ကိုပဲကျမပြန်ပြီးတော့ဥပမာပေးရမယ်ဆိုလို့ရှိရင်ဥပမာခက်ရဲ့ဘယ်ပိုင်းကိုကျမတို့ကသိချင်တာလဲကျမတို့ဗီဒီယိုအတွက်ခက်ရဲ့ဘယ်အပိုင်းကကျမတို့အတွက်အရင်ဆုံးလေ့လာသင်တဲ့အပိုင်းလေးဆိုတာကို focus ဖြတ်ပြီးတော့ကျမတို့ကတည်တည်ချာချာအရင်ဆုံးသိရမယ်အဲ့ဒီလိုကခက်ရဲ့ဆောင်ရွက်ထိုးတဲ့ဗီဒီယိုကိုလေ့လာကြင်တာလားအဲ့ဒါဆိုလို့ရှိရင် YouTube channel မှာသွားပြီးတော့ဆောင်ရွက်ထိုးရတဲ့ပတ်သက်တဲ့ဗီဒီယိုကိုရှာပြီးတော့မိတ်ဆွေတို့ကလေ့လာမယ်လေ့လာတဲ့အခါမှာဒီတိုင်းပဲဗီဒီယိုအဆုံးထိကြည့်သွားတာမျိုးမဟုတ်ဘဲနဲ့မိတ်ဆွေတို့ကိုယ်တိုင်မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ Hacker application ကိုဖွင့်ပြီးတော့ tutorial ကိုတစ်ခါတည်းကိုဖုန်းနဲ့လိုက်ပြီးတော့လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုပြီးသွားတာနဲ့မိတ်ဆွေတို့လည်းဒီသင်ခန်းစာကိုတက်မြောက်သွားပြီဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့လိုချင်တဲ့ point ရနေပြီးတော့သင်ခန်းစာတွေကိုလေ့လာပါကိုလိုချင်တဲ့အရာကိုသိပြီးတော့တည်တည်ချာချာလေးလေ့လာမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကတက်မြောက်မြန်ဆက်ဆက်တက်မြောက်သွားပါလိမ့်မယ်တရက်ကိုမသိတာပဲနဲ့မိတ်ဆွေတို့ကရက်30ကြာသွားတဲ့အခါမှာတရက်ကိုတပုံနှုံနဲ့ဗီဒီယိုတွေကိုအဲ့ဒီပုံစံတိုင်း tutorial နဲ့တစ်ခါတည်းမိတ်ဆွေတို့ live လုပ်သွားမယ်ဆိုလို့ရှိရင်ရက်30ကြာတဲ့အခါမှာမိတ်ဆွေတို့တ
တက်တဲ့မိတ်ဆွေတို့တက်တဲ့ပညာသည်မိတ်ဆွေတို့လုပ်ပြီးသားမိတ်ဆွေတို့တက်မြပြီးသားလက်ဆန်သည်30ခုဖြစ်သွားတယ်အဲ့လိုနည်းနဲ့မိတ်ဆွေတို့ကပညာရပ်တွေကိုလေ့လာနိုင်တယ်နည်းပညာတွေကိုမြန်မြန်ဆက်ဆက်တက်မြောက်နိုင်တယ်အဲ့ဒါကပထမလေးဒုတိယနည်းကဘာလဲဆိုတော့မိတ်ဆွေတို့တက်ပြောက်သမျှကိုမိတ်ဆွေတို့လေ့လာသမျှကိုရက်စွဲလေးနဲ့ notes မှတ်တဲ့အချင်းကိုလေ့လာရမယ် notes မှတ်တဲ့အချင်းကိုမိတ်ဆွေတို့သင်ယူရမယ်အဲ့တော့ဒီနေ့မှာကိုကခက်ရဲ့စာရန်ထုံးနည်းကိုလေ့လာလိုက်တယ်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ notes မှာလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကမှတ်သားထားရမယ်ပြီးတော့အဲ့ဒီရဲ့ကျမတို့ကYouTube ကသွားပြီးတော့အဲ့ဒါကိုလေ့လာထားတယ်ဆိုလို့ရှိရင်အဲ့ဒီကိုလေ့လာခဲ့တဲ့ဗီဒီယိုရဲ့ link ကိုတစ်ခါတည်းကျမတို့ဖုန်းရဲ့ notes မှာရေးမှတ်ထားမယ်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခါကျမတို့ကဒီ tutorial နဲ့ပတ်သက်ပြီးတော့မေ့သွားတဲ့အပိုင်းတွေရှိနေဒါမှမဟုတ်ပြန်လေ့လာခြင်းတဲ့အကြောင်းအရာလေးရှိမယ်ဆိုလို့ရှိရင်ကျမတို့ YouTube မှာခက်နဲ့သွားပြီးတော့ရိုက်เสียမလိုဘဲနဲ့ကျမတို့ရဲ့ notes မှာပဲအလွယ်တကူကျမတို့ပြန်ပြီးတော့ကြည့်ရှုနိုင်မယ်အဲ့ဒါကျမတို့အတွက်အရန်ကိုအချိန်ကုန်တက်တာစီတဲ့နည်းလမ်းတစ်ခုဖြစ်တယ်နောက်ပြီးတော့ကျမတို့ကအဲ့ဒီရဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကို post ပေါ်မျိုးရေးပြီးတော့ကိုနှစ်သက်တဲ့ social media တွေမှာ share လိုက်လို့လည်းရတယ်ဒါဆိုလို့ရှိရင်ကျမတို့က content writing လည်းရေးပြီးသားလေ့ကျင့်ပြီးသားဖြစ်တယ်လို့ကျမတို့ရဲ့နောက်ပြန်ကြည့်တဲ့အခါကျလို့ရှိရင်ကျမတို့လေ့ကျင့်ခဲ့တဲ့အကြောင်းအရာတွေကိုလွယ်လွယ်ကူကူပဲကျမတို့ပြန်ရှာလို့တွေ့သွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကဒုတိယချက်ဖြစ်တယ်နောက်ဆုံးချက်ကတော့မိတ်ဆွေတို့နှစ်သက်တဲ့ YouTube channel တွေရဲ့ editing ပုံစံတွေလိုက်တူပြီးတော့မိတ်ဆွေတို့ရဲ့ဗီဒီယိုတွေကိုဖြည့်ညက်ကလုပ်ကြည့်ရဲ့နည်းလမ်းဖြစ်ပါတယ်အဲ့တော့ကိုက role model ထားရတဲ့ YouTube channel တွေအဲ့ဒါလူတိုင်းမှာရှိရပါတော့အဲ့တော့အဲ့ဒီပုံစံလေးဒါမှမဟုတ်လည်း trend တူတဲ့ဒီ channel တွေကိုသွားပြီးတော့တို့ရဲ့ editing ပုံစံတွေကိုကျမတို့ကကြည့်ပြီးတော့အတူယူလို့ရတယ်ပေါ့နော်အတူယူမယ်သူတို့ edit ထားတဲ့ပုံစံအတိုင်းကျမတို့ကပြန်ပြီးတော့ edit မယ်အဲ့လိုမျိုးကျမတို့လေ့ကျင့်မှများလာတဲ့ခါကျရင်နောက်ဆုံးမှာကျမတို့ရဲ့ကိုယ်ပိုင် style တစ်ခုပေါ့နော်ကျမတို့ထွက်ပေါ်လာတဲ့အထိကျမတို့လေ့ကျင့်ယူရမှာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကိုဒီမှာအနှစ်ချုပ်ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့ကျမတို့လိုအပ်တဲ့ຢာကိုတိတိကျကျသိပါနံပါတ်2ကတော့ကိုလိုအပ်တာတွေကိုအရင်ဆုံးသင်ယူပါနံပါတ်3ချက်ကတော့ကိုတက်ပြောက်ပြီးသားကို notes မှတ်ပါနံပါတ်4အချက်ကတော့ကို role model ထားတဲ့ဒါမှမဟုတ်ကိုနဲ့ niche တူတဲ့ channel တွေကနေပြီးတော့သွားပြီးတော့ editing တွေကိုလေ့လာအတူယူပြီးတော့ကိုယ်ပိုင်ပုံစံဖြစ်အောင်ကျမတို့ဖန်တီးပါဒါဆိုလို့ရှိရင်ကျမတို့ကဒီနည်းပညာတွေကိုလေ့လာတဲ့အခါမှာတစ်နေ့ကိုနည်းနည်းချင်းနဲ့အခြေခံကစပြီးလေ့လာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကအချိန်လိုကျွန်းနဲ့အမြန်ဆုံးတက်မြောက်သွားမှာဖြစ်ပါတယ်တစ်နေ့ကိုနည်းနည်းနဲ့ကျမတို့အဲ့ဒီလိုနီလန်းနေနဲ့သင်ယူတဲ့အခါမှာ1လ2လ3လအများဆုံး6လကြာတဲ့အခါမှာကျမတို့ကဒီနည်းပညာတွေကိုအမီလိုက်နိုင်တဲ့သူတွေဖြစ်ပါမယ်နည်းပညာတွေနဲ့မစိမ့်တဲ့သူတွေအဲ့အချိန်မှာဖြစ်သွားပါပြီပေါ့နော်အဲ့လိုပုံစံလေးနဲ့ကျမတို့လေ့လာသွားမယ် tutorial ဗီဒီယိုတွေနဲ့ပဲတနေ့အချိန်ကုန်နေမဲ့အစားအခုကျမပြောသွားတဲ့နည်းလမ်းလေး3ခုကိုအသုံးချပြီးတော့မိတ်ဆွေတို့အနေနဲ့နည်းပညာတွေကိုလေ့လာမယ်ဆိုလို့ရှိရင်မြန်ဆက်တက်ပြောက်သွားမှာဖြစ်တယ်ဆိုတာကိုပြောကြရင်လည်းကတော့ဒီရောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုတွေမှာကျမတို့ပြန်လဲဆုံတွေ့ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျမကဘယ်လိုမျိုး topic တွေကိုပြောပြပေးသွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါအောင်လို့ပြောချင်ပါတယ်အဲ့တော့အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာကျမတို့ပြန်လဲဆုံတွေ့ကြပါမယ်